ကဘာပေါ်မှာလူအသက်ဆုံးတတဝါကငမန်းဒါမှမဟုတ်မွေဟောက်တို့မွေပွေးတို့လိုတင်ထင်နေရင်မှားနေပါပြီအဲ့ဒီတတဝါကရိုးရိုးတက်တာမဟုတ်ဘူးနော်စနစ်တကျခွဲစိတ်ပြီးမှလူကိုတက်တာပါတင်မသိတဲ့အံ့ဩစရာတစ်ခုပြောပြမယ်ချင်းကြိုက်တယ်ဆိုတာရိုးရိုးလေးအတချောင်းနဲ့ထိုးဆုပ်လိုက်တာမဟုတ်ပါဘူးသူတို့ရဲ့နှုတ်သီးထဲမှာအလွန်သေးငယ်တဲ့အပေါင်6ချောင်းတိတိပါဝင်ပြီးတင့်အရေးပြားပေါ်မှာသေးငယ်တဲ့ခွဲစိတ်မှုတစ်ခုကိုကျွမ်းကျင်စွာလှုပ်ဆောင်သွားတာပါပထမဆုံးအနှစ်ချောင်းကလွှားသွားတယ်လို့သွားဆွဲလေးတွေပါဝင်ပြီးတင့်အရေးပြားကိုဖောက်ထွင်းလှီးဖြတ်ပါတယ်နောက်ထပ်အနှစ်ချောင်းကအဲ့ဒီလှီးဖြတ်ထားတဲ့အသားစားတွေကိုပြန်မပိတ်သွားအောင်ဘီးကိုဆွဲဖြဲထားပေးပါတယ်ဒါဆိုတင်ဘာလို့မနာတာလဲဘာလို့လဲဆိုတော့ပြင်စမမြောက်အကနေတင့်သွေးကြောတဲ့ကိုမနာကျင်စီတဲ့ထုံစည်းနဲ့သွေးမခဲစီတဲ့ဇီဝဓာတုစီးရင် chemicals တွေအရင်ထိုးထည့်လိုက်လို့ပါအဲ့ဒီနောက်မှကြံနဲ့6ထမမြောက်အကနေတင့်သွေးတွေကိုစိတ်ကြိုက်ဆုပ်ယူသွားတာပါတင့်အရေးပြားပေါ်ကရားရံနေတဲ့အနီဖုလေးတွေဟာချီနေထားခဲ့တဲ့အဲ့ဒီဓာတုစီးရင်တွေကြောင့်ပါနောက်တစ်ခါချင်ကြိုက်ခံရရင်တင်ဟာဇီဝလက်နက်နဲ့အသီးစားခွဲစိတ်ခံလိုက်ရတာလို့သတိရလိုက်ပါတနစ်ကိုလူ9သိန်းကျော်တည်ဆုံအောင်လုပ်နေတဲ့ကပ္ပအကျဉ်းဆုံးလူတတ်သမားကချီနွေပဲဖြစ်ပါတယ် Amazing Facts တွေအတွက် like and follow လုပ်ခဲ့ပြီးပါဦးနော်အဘွား